ပါဆိုတော့ ညီမလေးတို့ဒီ PK ကိုလက်ဆောင်နဲ့ဆိုင်ရနေပေါ့နော်အခုတို့ဒီရှိမားသီးစမ်းမရဲ့ဗလာမှာခဲစစ်ကန်ဆာမဲ့မှာဘလောက်ကန်ထိုးရတယ်ဆိုတော့လေပြောပြပေးပါဦး ဟုတ်ကဲ့ပါကိုညီမတို့ PPA ကနေပြီးတော့ line နေတာကဆမာကြီးအောင်ပေါ့နော် PPA ကတင်ပြန်ပြပါပါတယ်ကိုကြီးဒီလိုကန်ထိုးရတယ်ပေါ့နော်ကန်ထိုးရတဲ့အပေါ်မှာညီမလေးတို့ PK ကိုဆိုင်အနေနဲ့အပျော်လေးတွေမျှဝေပေးပါဦး ဟုတ်ကဲ့ကိုကြီးအခုလိုမျိုးညီမတို့ဒီပေါ့နော် PPA ကိုဆိုင်ရနေပြီးတော့သူမဲကြီးပောက်သွားတဲ့အတွက်ကြောင့်မလို့ကဆမာအတွက်တော့ညီမတို့ဒီဆိုင်အတွက်နေရောပေါ့နော်အရင်ကဝန်တာစီဖြစ်ရပါတယ်ကိုကြီးနောက်ဒီလေပေါ့နော်ဒီလိုသူမဲကြီးတွေပောက်ဖို့လည်းမျှော်လင့်ပါတယ်ပေါ့နော်နောက်ထပ်ဒီ summit ရှိမှသူကနေပြီးတော့ညီမတို့အတွက်ကို promotion တွေဒီလို cancer cancer မေးထပ်ပြီးလုပ်ပေးဖို့အတွက်ကိုလည်းအများကြီးမျှော်လင့်ပါတယ်ပေါ့နော်ချစ်ပြီးရင်သူရှိမှသူထူးတင်ချစ်စမ်းနဲ့